ဒီဘွားလေးအဲ့တော့အခြေခံချက်လက်လေးတွေကအစသမီးတို့သားတို့မင်းတို့မင်္ဂလာဦးမှာဖခင်နေကစားမင်းတို့အိမ်လေးမှာငါ့ကိုပင့်မယ်ဖခင်နေကစားတင်မယ်အဲ့တော့ဖခင်နေကစားတင်စတင်လိုက်တည်းရအသီးကိုလုံးယိုကိုမျိုးပန်းကိုမျိုးကိုချက်ကိုမတ်လို့ကိုတို့အဲ့ဒါနဲ့ကိုတို့ကစခဲ့တာဖြစ်ချင်းကြောင့်ဒါလည်းလှုပ်ချင်လို့ဒီဘက်ကအသားဖြစ်တော့တကွန်နိုင်လေးလက်ထဲဘာလို့ကန်ရတာလဲထီးပြူလေးရပါလေတေတစ်ဆက်တန်ဒါရဲမှန်ထီးပြူလေးဆောင်းလိုက်ချင်းဒီအရတ္တဖလတ်တာဩအရတ္တဖို့ကိုရမယ်သင်္ကေတလို့ဒီလိုလေးပြောလိုက်ရင်လွယ်ကူလေးဟိုဘက်ကကိုမျိုးတွေပန်းကိုမျိုးအသီးကိုမျိုးယိုကိုမျိုးကိုချက်ကိုမှလည်းလှုပ်ချင်လှုပ်ပါဒီဘက်ကထေရဝါဒအသားကိုလည်းပြောလို့ထေရဝါဒအသားကြတော့ကျင်၍ဟိုဘက်ကအကာကြတော့ဦးစားပေးလွန်အားကြီးနေတယ်လို့ထင်ပါတယ်ဟုတ်တယ်နော်စားထဲမှာပါရပြီးသားပန်းထဲမှာမလေးပန်းကမြတ်တယ်ပုတ်ဖန်နဲ့ပန်းတို့မလေးပန်းလေးမြတ်လို့မလေးပန်းကူစားမလေးဘွားဆိုပြီးလုပ်လိုက်တယ်မလေးကိုပွားလိုက်မြက်လေးပန်းကမြတ်တယ်လူထဲမှာလဲဒွိပဒခြေနှချောင်းရက်တဲ့ဖရာမြတ်တယ်တရားထဲမှာနိဗ္ဗာန်မြတ်တယ်မက်ကင်တရားမြတ်တယ်အဲ့ဒါကြောင့်မလို့မြတ်ဆုံးကိုကိုယ့်ရင်မှာကိုးဝယ်ခြင်းလို့မလေးပန်းလေးတင်လိုက်တယ်ကုတ်ကားလေးဒီကုတ်ကားလေးတွေဒီမြတ်စွာဘုရားရဲ့ကိုကားလေးတွေဖရာရှင်နောက်ကဖြစ်တယ်ဗျ။အော်ဒါကဒိဋ္ဌိတွေကိုနှိမ်နှင်းမဲ့ဒိဋ္ဌိရဲ့နေမာရဏလက္ခဏာပဲလို့ဒီလိုလေးပြောလိုက်ရင်ဆန့်ကျင်မဲ့အရာတွေဖယားရှင်ကိုဆန့်ကျင်တဲ့အရာတွေကိုနှိမ်နှင်းဖို့ဆိုတဲ့ရွေးနဲ့ကုတ်ကားလေးကိုလုပ်ပါတယ်တကွန်နိုင်ဆိုဒီမှာမာနလို့ပြောရင်ပြောမယ်ဓမောဟိဣတိနံတဇောတရားလေးတွေရွတ်လိုက်တော့ပြင်ဒီအိမ်မှာအလံမရှိတဲ့ယထာတကွန်မရှိတဲ့ဖယားလို့ဒါလေးတွေကိုကလေးတွေကိုပြောလိုက်ရင်20 minutes ပါ within 20 minutes မိနစ်20အတွင်းမှာအနေကစားတင်ရခြင်းအတိတ်ပဲပြတဲ့ပစ္စည်းတွေဆန်လေးတွေသဲလေးတွေရေလေးတွေထားတဲ့ဒီဘယ်လေးတွေလွယ်ကူမိနစ်20အတွင်းသိလောက်ပါတယ်လမ်းစာတွေပေးလိုက်တယ်သားတို့မှာသမီးတို့မှာရှိတော့ကိုယ်နေတဲ့ဆရာတော်တွေရှိပါတယ်အဲ့ဒီကြောင်းရည်သမီးတို့သိကြပါတယ်မေးရင်မင်းတို့နေကစားတင်တဲ့ခန္ဓာမှာမေးလိုက်ပေါ့တပည့်တို့အိမ်တော်ဦးမှာတပည့်တို့ဘာနဲ့ဖြစ်ချင်ပါတယ်အဲ့တော့ခရိယန်ဘာသာအစ္စလာမ်ဘာသာမှာမင်္ဂလာဆောင်တဲ့အခါမှာလည်းခရိယန်ဘုန်းကြီးမပါပဲမပြီးပါဘူးတည်တဲ့အခါမှာလည်းခရိယန်ဘုန်းကြီးမပါပဲမပြီးပါဘူးခရိယန်ဘုန်းကြီးမပါပဲနဲ့ဒါတော့စစ်ပွဲကြီးလို့အနေထားမျိုးပါတော့မှရုပ်ရှင်ထဲမှာတစ်ချက်တစ်ခါတည်းဘုန်းကြီးကိုခေါ်ပြီးတော့ဂျူလီယက်စီးဇာဟိုနောက်ပါလဲရိုမီယိုနဲ့ဂျူလီယက်အဲ့ဒီမှာကြည့်လေရိုမီယိုနဲ့ဂျူလီယက်ရှေ့စပီးယားရဲ့ဝတ္ထုမှာတစ်ခါဘုန်းကြီးမပါပဲနဲ့ဒါတော့အရေးကြီးတဲ့အခါမှာတော့တော်ဝိုက်သောနီးလေးတွေနဲ့ဘာသာသာသနာကိုပေးတယ်နော်အဲ့လိုသူတို့ပေးလိုက်တဲ့အရာလေးမှာတစ်ချက်တည်းအကွက်ကဆိုစတီဗန်စီဂန်နဲ့ဇာကအောင်မိတာအဲ့ဒီမှာခရိယန်ဘုန်းကြီးကပူပူလေးဆန့်ကျင်မဲ့ရန်သူကတနက်နဲ့ပြစ်လိုက်တယ်ဘုန်းကြီးပတ်လည်လာလဲသွားထင်းနေငါဒီကဒါဒီဘာသာတရားကိုထင်ရှားပြတော့အဲ့မှာစတီဗန်စီဂန်ဝင်တဲ့ခါကျတော့ခရိယန်ဘုန်းကြီးကိုပတ်လည်ဟောမျက်လုံးလေးပြူလာတော့ဟာခင်ဗျတနက်နဲ့မှန်တယ်လေဆိုတော့မှဘာလေးထုတ်ပြလက်ဝါးကတိုင်းတဲ့တယ်ကိုတနက်ကအော်ဒါကြောင့်မလို့မယုံငါဒါလေးနဲ့ခေါင်းခောက်ပါတဲ့တစ်ချက်တည်းပဲဒီရုပ်ရှင်ကားကြီးတကားလုံးကိုတစ်ချက်တည်းပေးလိုက်တယ်ဘာမှအဲ့လိုမပေးနိုင်တဲ့ဗါတယ်လေတကယ်လက်ဝါးကတိုင်းတဲ့တယ်ကိုကြည်စမ်းမှန်လိုက်တာဖြစ်ချင်းကြောင့်ထာဝရဘုရားရဲ့လက်အမှတ်သင်္ကေတ symbol လေးရတော့အသက်ကိုကယ်တယ်လို့အဲ့ဒီလိုပေးလိုက်တယ်ကဘာတန်တို့ဒါရိုက်တာတွေကအဲ့လိုမတွေးနိုင်ဘူးဟုတ်ပြီနော်ဆိုမင်းတို့မင်္ဂလာဥမာတွေကမင်းတို့ဘုန်းကြီးကစကားတို့လည်းမင်းတို့အခုလည်းတည်းမယ်မင်းတို့ဖေကငါတို့ရေစက်ချဝန်ချနေလေးတရားပဲဘယ်လိုလုပ်ရတယ်အနေကစားဘယ်လိုတင်တီလာဘယ်လိုယူရတယ်အဲ့တော့ဘာသာရေးနဲ့ပတ်သက်တဲ့အရာတွေဒီမင်္ဂလာဥဇနီးမောင်နှံနှစ်ယောက်ကိုဆုံးမသွန်သင်ဖို့ဒီလင်မယားဖြစ်တော်မဲ့ချစ်သူနှစ်ဦးကတရားနာကိုသွင်းသမီးသူစားဟောရှင်မြတ်ကသူကလေသရုံးသွားပြင်တယ်လေဒီနေ့အချိန်ဒီတခါမှမင်္ဂလာဇနီးမောင်နှံမတွေ့ခဲ့ဘူးဒီမင်္ဂလာဥဆုံးကျွေးတာဘယ်သူ့အတွက်ကျွေးခဲ့တာဒီဇနီးမောင်နှံအလောင်းအတွက်ဟုတ်တယ်နော်သူတို့သားသူတို့သမီးလောင်းအတွက်သူတို့တစ်ချိန်မှမရှိဘဲရောက်နေအလားယောက်ျားလေးတယောက်လည်းဆိုဘက်ကပဲ့မင်းတို့မင်္ဂလာဥတော်မဘလို့ဒီမိန်းမပဲ့အဲ့ဆိုဒီလိုလိုက်ပါတနင်္ဂနွေနေ့မှာဧည့်ခံမယ်စနေနေ့ဆုံးကလိုက်ပါဟုတ်ပြီနော်ဘာလို့မလဲတနင်္ဂနွေနေ့မှာမင်္ဂလာခမ်းနားလုပ်မယ်စနေနေ့ကိုတတ်တရက်လုပ်လိုက်တရက်လုပ်ပြီးတော့အေးဆိုသေးပဲ10ယောက်ပဲလား15ယောက်ပဲလားဒီမှာကဲအောင်ပိုနဲ့မတ်သူစားတို့မင်္ဂလာဥဆုံးကြည့်ပါဗျာအေးစစ်စစ်လေးဘုန်းကြီးကဆုံးမမယ်တွင်တင်မယ်ဘာလို့မလဲတီးတန့်တရက်ဆုံးကလိုက်ပါဘုရားဘာသာထုံးနှန်းဆင်လာရဆုံးကပ်ပြီးမနေ့ဖြင်ကလူတွေကိုအခက်မယ်မင်္ဂလာခမ်းမှာပြင်စမ်းกว่าဒီနေ့က this is the last day မင်း your life မှာမင်းရဲ့အပြိုဘဝမင်းတို့နောက်ဆုံးတာခွနားလေအဲ့ဒီဥကောတန်လာက तू နားမလဲတာသူတို့ကဘုန်းကြီးတွေဆိုတော့လေ no နားလဲပါလေ I know
အဲ့တော့နားတော့မင်းတို့ရဲ့လူပြိုဘဝအပြိုဘဝရဲ့အစွမ်းကုန်ပြင်ရမလို့ချော့ဆန်းกว่าနဲ့ဖြင့်ကဒီနေ့ဘုန်းကြီးနှစ်ပါးဘုန်းကြီးတွေကိုဆုံး၅ပါးဆုံးကကြာနာတရားလေးနာဘာသာသာသနာဆုံးမသွန်သင်မှုတွေယူမနဲ့ဖြင့်ကပြင်စမ်းကစမ်းတောက်စမ်းမူစမ်းချော့ဘောတော့အခုတော့ဘုန်းကြီးပြောတာမှန်လားတို့သမီးဘယ်ရောက်ဘယ်နှစ်နာရီသွားလဲ4နာရီမနေ့3နဲ့ကိုတော့ဘယ်မနေ့3နာရီဟုတ်တယ်နော်ဆရာတော်ကြီးဆွမ်းကတ်တာဘယ်နှစ်နာရီအာယုံဆုံးဟိုနည်းဆိုတော့အာယုံဆုံးကတ်တာဆိုတော့9နာရီဆိုတော့တို့သမီးရောက်လာဘယ်ချိန်မှရောက်9နာရီလောက်မှအဲ့ကြောင့်မပါအဲ့ဒီကျမှ9နာရီလောက်မှရောက်တော့ဘုန်းကြီးရတယ်မရှိတော့ဘာမှ how to ရေစက်ချ how to တီလာပေး how to ဩဃာတ no ဘလို့မှဘလို့ဩဃာတလဲတသမီးဟဲ့သူစားဟိုဖုံမောကွာသနာကြွဟဲ့ပြန်ပြီးတော့ဟာဘုန်းကြီးလည်းဆုံးခံကြွအောင်ပါလေ तू က8နိုင်လောက်မှလာတာငါတို့ကလည်းမစောင့်နိုင်တော့ဘူးလေကိုညမလေးချောလာလေးကြည့်ရင်လေကွာတို့သမီးပုံစံလေးဟုတ်တယ်လားအဲ့ဒါ तू အဲ့ကျမရှိတော့မင်းတို့ပြန်တော့မင်းတို့လာမင်းတို့မရှိတော့ငါတို့ပြန်တော့ပြီးသွားတယ်နောက်တစ်ခါအဲ့တော့သူစားလည်းအေး तू သမီးလေးမွေးလာတယ်ထုံနေလည်းကောင်းဟောဖုံမောဟဲ့မိသူစားအမညင်းတော်ကလေးဟိုမှာဖုံမောကလည်းသမီးတပည့်တော်သမီးတော်မင်္ဂလာဆောင်းနေပြီအေးဘယ်နေ့ဆုံးကကြောက်ဗျာဟိုနေ့ဗျာရှင်ဗျာဟို20ရက်နေ့ဗျာဟိုစနေနေ့ဗျာအေးဘယ်နဲ့ဘုန်းကြီးမနဲ့ပါတယ်ဟိုထူပါရင်က၄ပါးဗျာဆရာတော်ဘုကောသနာတီလာပေးကိုတီတော်ချက်တာဗောအဲငါညမလေးကိုဟောဥဋ္ဌာဏတံပရာမင်္ဂလာဦးမှာဟောတဲ့မြတ်စွာဘုရားတရား you have to effort ဟိုရရှိရအာရခတံပရာမင်းထိုင်နေသိနေရှိရမယ်ပြီးတော့မှကလျာဏမိတ်တံပရာ you have to go friend ဟာပြောမငါချက်တာနောက်တော့မှတမစီတံပရာဝန်ထုံးမြရမယ်သူတို့သမီးတို့မရှိဘူးဒီကိုခမောင်သွင်းတို့ကိုခမောင်သွင်းတို့ကိုသန်းထွန်းတို့အိုတာကြီးတွေဘလို့ခေါ်မှာတော့ပြီးကုန်ပြီလေဆုံးမစရာမလိုတော့ဘူးဆုံးမလည်းမရတော့ဘူးဆုံးမစရာလည်းမလိုတော့ဘူးတို့သေးလားဆုံးမလည်းပြီးသွားပြီအဲ့တော့သွားတော့ကြည့်လိုက်တော့ဒီလူငယ်လေးတို့ကပြောရမှာဟုတ်ပြီနော်အဲ့မင်းတို့ကတော့အဲ့လိုပြောရမှာတမရဘူးပြောဖို့ခွင့်မသားဘူးတကယ်တော့အခုကျတော့ဒါသမီးလေးသားလေးရလူငယ်လေးဥတခါတိုင်းတော့ဥတန်းတော်ဆန်းမြင့်နဲ့မိသားစုဘုရားကလျာဏယူဝဘုရားဆိုတာဘုရားဘာသာပါသေးလားခင်ဗျားတို့သိပါဘူးလားမှုလေဘုရားဘာသာပြုတ်ဟုတ်တယ်ဒီမှာခင်ဗျားတို့မပါလားဟိုမှာပါလားမေးလားပါဘူးလားအဲ့တော့ဗုဒ္ဓကလျာဏဗုဒ္ဓဘာသာဝင်တွေရဲ့ကလျာဏလူငယ်တွေကလျာဏဆိုတာကောင်းတာယူဝကလူငယ်တွေနော်ဒါ YMC Yanman Cricks Association ကိုအဲ့ဒါကို 1B ဆိုပြီးပြောင်းပြီး Yanman Buddhist Association ဆိုအဲ့လို YMC ကနေ 1B ဆိုပြီးပြောင်းပြီးတော့ဗုဒ္ဓဘာသာကလျာဏယူဝအသင်းဆိုပြီးလုပ်လိုက်တယ်ဗုဒ္ဓဘာသာကလျာဏကောင်းတယ်ယူဝကလူငယ်တွေလူငယ်ကောင်းလေးတွေတကက်လူငယ်ကောင်းလေးတွေအမျိုးသားကောင်းမျိုးသမီးကောင်းလေးတွေဖြစ်ရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဗုဒ္ဓဘာသာကလျာဏယူဝအသင်းကြီးဆိုတာကိုဖွင့်ခဲ့တာပါမိလိုက်တာတော့ YMC ဒါပေမဲ့ကိုယ့်ကိုစဉ်းစားနော်ဘာမှ YMC ကိုအရင်စခဲ့ရှာနဲ့သွားလို့ပဲဘယ်သူကအရင်ထွက်တာရှာဘယ်သူကအရင်ကျိုးတယ်သွားဆိုတော့ YMC ကအရင်စတာ Yanman Cricks Association အဲ့ဒါကိုအတုလုပ်ပြီးတော့မှ YMB ကပေါ်ပြီးရန်ဗုဒ္ဓဘာသာကလျာဏယူဝအသင်းဆိုဖြစ်တယ်ဒါ YMC ကဒီနေ့ချိန်ကြီးအရှိန်ကောင်းကောင်းနဲ့တကဘာလုံးမှာလုံနိုင်တော့ပဲမြန်မာနိုင်ငံကမြန်မာတွေဗုဒ္ဓဘာသာကလျာဏယူဝအသင်းကတော့အရှိန်သီးသွားပြီ why တော့အဲ့ဒါသူကစခဲ့တာမူလပေါက်ခဲ့တဲ့ရှာကမကျိုးပါဘူးမကွဲပါဘူးနောက်မှပေါက်တဲ့တော့ဟာကျိုးသွားတယ်ဆို YMC ကစောခဲ့တယ်ဒီနေ့ချင်းတကဘာလုံးမှာ YMC အင်အားကောင်းနေဖြစ်နေတယ် YMB က YMC ကိုတုတ်ပြီးနောက်မှဖြစ်တယ်သူကတဖြည်းနဲ့ fade away တဖြည်းဖြည်းနဲ့ပြေသွားပြီဟုတ်တယ်နော်ဒါကြုံလို့ပြောစရာလေးနည်းနည်းပြောတာတရားတော့မဆိုင်ဘူးကဲသွားအောင်လားနော်ဆရာမောကတ္တမဘာကြောင့်လဲတဲ့တန်ကိသဟိတုအဲ့ဒီလိုမျိုးမွေကိုကင်လိုက်တဲ့အခါမှာမွေကပြန်ကြိုက်ခံတာဘာကြောင့်လဲဒုက္ခိတတ္တာအကင်မတတ်လို့ပါဧဝမေဝအဲ့ဒီတိုင်းပဲဣဒာယလို့ဤလောကနေဧကိသောဧကိစေမောဂပုရိသအချို့သောယောက်ျားသည်ဓမ္မပရိယဘုဏ္ဏနိပရိတိတရားတွေကိုခမရပြောလိုက်လို့အကျုပ်ကဖြစ်ရတာပရိတရားကိုกินလိုက်သင်လိုက်ပါတယ်တုတ်တာကိုသင်တယ်ဝေဒနာတွေအင်္ဂါ9ဓာတ်နဲ့ပြည့်စုံတရားတွေသင်ပါတယ်တဲ့တေယရိပုဂ္ဂိုလ်သည်တင်ဓမ္မထိုတရားကိုပရိယဘုဏ္ဏတို့သင်ပြီးဒေသံဓမ္မနံထိုတရားတို့ဤပညာထိုတရားတို့ကိုပညာရဲ့အဋ္ဌနဥပပရိခဏိဒါပြောတာခမရပြောတာနော်ပရိယတ်တွေသင်ပြီးတော့အဲ့ဒီပရိယတ်တွေကိုပညာဖြင့်ဆင်ခြင်သုံးသပ်အားထုတ်ခြင်းမရှိဘူးပฏิပတ်ကင်းတယ်
ကင်းရင်ပရိယကြိုက်လို့သေလိမ့်မယ်စာရတစ်ကြောင်းရေးလိုက်နော်စာမာသာတက်စာမစာတော့တက်တယ်စာမာသာတက်ကိုမမတက်ဂါဟကြိုက်တတ်သည်ဟာစာပဲတက်တယ်စာမာသာတက်အလိမ္မာစာမရှိပါရဲ့ကွယ်ကိုမမရှိပါကိုမမရှိပါနော်စာမာသာတက်ကိုမမတက်ဂါဟကြိုက်တတ်သည်ဒိဋ္ဌိဂါဟဟုတ်လားတဏှာဂါဟမာနကအစွဲလန်းဖြစ်တတ်တယ်တဲ့ငါစားတတ်တာပဲကွာငါဥပဒနာအမေကွာဗုဒ္ဓဇင်ကွာဓမ္မစရိယာကွာကိုကိုငါဖြစ်တတ်တယ်ဟုတ်ပြီလားဒေသံဓမ္မနပညာယအတ္တနာဥပပရိကိတံဥပပရိခန္တိတေသံတေဓမ္မပညာယအတ္တအနုပပရိခတံနနေဇဏခန္တိခုနခမရပြတဲ့စကားလေးပရိယမကင်းကွာသောပရိပတ်တိပြည့်စုံခြင်းမှန်ကန်ခြင်းမဖြစ်နိုင်ဆိုတာအလဂတ်တုပမာစာသင်နည်းနဲ့သင်ခဲ့တဲ့ပုဂ္ဂိုလ်တွေဆိုလိုပါတယ်ဟုတ်ပြီနော်နေသရဏတစာသင်နည်းတဲ့အဲ့ဒါဗာလဲတဲ့သီလတွေဖြည့်ခြင်းအောင်ဒီတရားတွေရပြီးတော့နော်ဒီတရားတွေကိုသင်ပြီးရင်တကယ်တန်တရားဝဆင်းရဲကလွတ်မြောက်သွားတဲ့စာသင်နည်းဗျဟုတ်ပြီလားဘယ်လိုလဲနေသရဏတာသန္တရာဝဒဒုက္ခဒေါမောဇနထာယသန္တရာဝဆင်းရဲကကြော်လွှားခြင်းနဲ့စိတ်နဲ့သင်တာအေးယန္နာရှင်မြတ်တရားတော့ကွာကိရိတာတွေတော့ပယ်ပြီးပါပြီတဲ့သို့တော့ဒီသာသနာတော်ကြီးကိုထိမ့်သိမ်းစောင့်ရှောက်ခြင်းတို့ဗန္ဒာဂါရိကတရားဗန္ဒာစုတရားတွေကိုထိမ့်သိမ်းခြင်းလို့သင်တာလို့စာသင်နည်း၃နည်းရလားဟေ့စီရလားကိုသားတော်ရဲ့နော်ခင်ဗျပြောတာလေတို့ဟောမှာဒါမဟုတ်ဘူးနော်တို့ပြီးသွားပြီတို့ဟောမှာတရားကမနေ့ကပြောတဲ့အတိုင်းပဲမဲ့ခင်ယထာကြီးနော်အရာဂောတုကံ၌အာယသမဏံတော့အရှင်နန္ဒမထေရမြတ်သည်ပုပ္ပန္နသမယနန္ဒစောစောခါမနိဝါသက်တော်သင်္ကန်းကိုပြင်ဝတ်၍ရှင်နန္ဒသင်္ကန်းလေးပိန်တာဝတိမျိုးဆုံးကကြွတာနော်ဘာလို့လဲတာဝတိမျိုးဆုံးကကြွဆုံးကကြွသွားတဲ့ခါကျတော့အရှင်နန္ဒကသူ့ရှင်နာမှာရှိနေတဲ့ဇာနုသောနိပုံနာကြီးတပ္ပသေတေနဝလဝါဘိရထေနယထာကြီးတစ်ခုလုံးဖြူဖွေးနော်ဆရာမဘာလဲဖြူဖွေးတလားအဲ့ဒီယထာကြီးစီးပြီးတော့သူကလည်းခီးသွားရှင်နန္ဒဆုံးကကြွတဲ့ချိန်အဲ့ဒီဇာနုသောနိဇာခွေချာဇာနာကြီးတစ်ချောင်းနဲ့နုဇာနုရလားလို့တယ်လေဇာနုဇာခွေချာဇာအဲ့ဒါနုဇာနုသူတို့တာရေးချာသောနာကြီးလုံးနဲ့နိဇာနုသောနိရပါလားအဲ့ဒီပုံနာကြီးအဲ့ဒါအလုံးစုံမြင်းမလေးကလည်းအဖြူမြင်းဖြူမလေးယထာကလည်းအဖြူတန်စာတွေကလည်းအဖြူဘေးထဲမှာကတ်တဲ့အဝတ်စားတယ်လေဖြူဖွေးပြီးနှင်းနံကလည်းဖြူဇက်ကျိုးအကုန်ဖြူဗျာဟုတ်လားနော်ဇက်ကျိုးကလည်းဖြူနှင်းနံကလည်းဖြူထီးကလည်းဖြူဗျာသင်းချစ်ကလည်းဖြူအဝတ်ကလည်းဖြူဖက်နှက်ကလည်းဖြူဗျာမလေးသားမီးရဲ့စာမရိသားမီးရဲ့ဖြူအမလေးအကုန်ဖြူဒါကိုဆရာမောဟုတ်တယ်လေအကုန်လုံးဖြူသာဝတိယသာဝတိမျိုးမှာဝလဝါပိရတိနမြင်းမာလေးတကောင်ကိုစီးသဗ္ဗသေတေနအလုံးစုံဖြူသောမြင်းမာကိုစီးပြီးသာဝတိယသာဝတိပြီးမှနေယန္တံထွက်သွားသေတသုဒံအတယုတ်တာဝဏီအဖြူကမြင်းလေးကိုလည်းဖြူကပါတော့သေတလင်္ကာရသေတော်ရထောယထာကလည်းဖြူသေတပရိဝါရောအချင်ယံလေးကလည်းဖြူသေတော်ရသမီယောသေတော်ဘရောပတောဒလတိနှင်းနံကလည်းဖြူသေတံစတ္တံထီကလည်းဖြူသေတံအောင်လေးတန်သိညက်ကလည်းဖြူသေတံနေဝဋ္ဌာနေအဝတ်တွေကလည်းအဖြူသေတာဥပနာဖဏကလည်းအဖြူသေတတသုတံဝါလဘေဇနိယစာမရိတမြတ်အဖြူအဲ့ဒီကံလူတွေကဟေးဥဒ္ဒန်ထွန်းကိုကြည့်ရစမ်းပါဟေးခန္ဓာကိုယ်လုံးကအဖြူယထာကလည်းအဖြူထီးကလည်းနှင်းနံကလည်းဇက်ကျိုးကလည်းဟာအကောင်လုံးရသမသေတာရသမိရောတဲ့ဇက်ကျိုးလည်းအဖြူအဲ့လိုအကုန်တကူလုံးဖြူဖွေးနေတဲ့မြင်းဖြူကြီးယထာဖြူကြီးစီးပြီးတော့သွားတော့လူတွေအကုန်လုံးကအဲ့ဒီပုံနာကြီးဥသန်းထွန်းကြီးစီးတဲ့ယထာကြီးကိုကြည့်၍ဗျမယာနံဘယ်လိုပြောလိုက်လဲဗျမယာနသူ့ယင်ကြီးကဗျမာတွေစီးတယ်ဗျမာတွေကအဖြူကြိုက်တယ်လေဒါကြောင့်မလို့တို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးတာဝရိန္ဒနန္ဒန်းကအဘိဓမ္မာတရားကိုမေတော်မိနဲ့ကျေးဇူးဆက်ပြီးရှင်းလာတဲ့အခါမှာဘုရားရှင်ကဗြဟ္မများဆောင်တန်းဟိုကနတ်တွေကရွှေဆောင်တန်းဗျမာတွေကငွေဆောင်တန်းဗျမာတွေရွှေပြူကြိုက်တယ်ရွှေပြူနဲ့ဟိဆရာမင်းတို့ရွှေရောင်းတာဆိုရွှေပြူနဲ့ရွှေနဲ့ဘယ်သူကဈေးကြီး
ရွှေ